intermittent fasting IF ဆိုတာဘာလဲ intermittent ကချိန်ပိုင်းခြားကိုဆိုလိုပြီး fasting ဆိုတာအစာဖြတ်ခြင်းလို့အဓိပ္ပာယ်ရတဲ့အတွက် intermittent fasting IF ဆိုတာချိန်ပိုင်းခြားစာဖြတ်တာကိုပြောတာဖြစ်ပါတယ်။စာဖြတ်ထားသောချိန်များမှာခန္ဓာကိုယ်ကလိုအပ်တဲ့စွမ်းအင်ရရှိဖို့အတွက်ခြေဖြတ်စရာအစာမရှိတာကြောင့်တူလောင်ထားတဲ့အစီများကိုခြေဖြတ်ခြင်းဖြင့်စွမ်းအင်ကိုရယူရပါတယ်။ဒါကြောင့် IF ပြုလုပ်ခြင်းကဝိတ်ချခြင်းကိုအကူအညီပေးနိုင်ရုံသာမကသွေးတွင်းချိုတဲ့ထိန်းညှိပေးခြင်းခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေခြင်းအစရှိသောကောင်းကျိုးများကိုလည်းပေးနိုင်ပါတယ်။ IF ကကောင်းကျိုးများရှိသောနည်းလမ်းတစ်ခုဖြစ်တော့လဲစာရင်ယောဂရှိသူများအနေနဲ့သတိပြုပြီးရှောင်ရှားသင့်ပါတယ်။အသုံးများသော IF ပုံစံများမှာနံပါတ်1 16ရှည်တရက်တာ24နာရီမှာ8နာရီပဲအစားစားပြီးကြံတဲ့16နာရီကိုအစာမစားဘဲနေခြင်းနံပါတ်2 9နှစ်တပတ်တွင်9ရက်ကိုအစာပုံမှန်စားပြီးကျန်တဲ့2ရက်ကိုအလွန်နည်းသောကယ်လိုရီပမာဏ900-600ကယ်လိုရီခန့်သာစားသုံးခြင်းနံပါတ်3စားရက်စားတပတ်တွင်1ရက်သို့မဟုတ်2ရက်ခန့်အစာလုံးဝဖြတ်ပြီးကျန်ရက်များကိုပုံမှန်စားသုံးခြင်းအခုပြောသွားတဲ့နီလန်3ခုထဲမှာပထမတစ်ခုဖြစ်တဲ့16ရှစ်ကကျန်းမာရေးနဲ့လည်းညီညွတ်လို့ရေရှည်လှုပ်သွားရင်တင်တော်ပြီးကျန်တဲ့နီလန်များကတော့ခန္ဓာကိုယ်အတွက်အနေငယ်ပြင်းထန်ပါတယ်စားတောင်းနဲ့ပတ်သက်တဲ့ဘုဟုတုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။